အားလုံးပဲမင်္ဂလာပါဗျတိုးပွားမှာကြိုးစားပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဗျဒီနေ့ပြပေးခြင်းတာကတော့မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ကျွန်တော်တို့ဒီမှာ90နော်တပတ်ရဲ့တဝက်ပေါ့ဗျာနော်90စတန်လေးပေါ့ဗျာနော်90ပြားပေါ့ဗျာပြောမြန်မာလိုပြောရမယ်ဆိုရင်နော်90ပြားလေးကိုပြပေးခြင်းပါတယ်ဗျဒီကောင်ရဲ့ error လေးကိုကျွန်တော်ပြပေးခြင်းပါတယ်ဗျဒီကောင်မှာ error လေးပါနေပါတယ်ဗျနော်ဒီကောင်မှာ error လေးပါနေပါတယ်ဗျနော်အဲဒါကြောင့်ဘို့ကျွန်တော်တရားလေးကိုကျွန်တော်ပြပေးပါမယ်ဗျနော်တွေ့တာမသိဘူးနော်ဘယင်းပုံနော်ဘယင်းယာမကူရဲ့ပုံပေါ့ဗျနော်ဒါနော်ထီးလေးစောင်းနေတယ်တွေ့လားနော်ဒီကောင်လေးကတော့ထီးလေးစောင်းနေပေါ့ဗျာလှတယ်ဗျနော်50စတက်သူရဲ့ခုနှစ်ကတော့2500ခုနှစ်ပါဗျာနော်2539ပဲဖြစ်ပါတယ်ဗျာနော်2500ခုနှစ်ပဲဖြစ်ပါတယ်ဗျာသူရဲ့ခုနှစ်ကတော့နော်2539ပဲဖြစ်ပါတယ်ဗျာနော်ဒါကတော့ဒီမှာတော့50ပြားပေါ့ဗျာနော်ကျွန်တော်မြန်မာလူနဲ့ပြောမယ်ဆိုရင်50စတန်ပေါ့နော်သူတို့ဒီမှာဆိုတော့50ပြားလေးပေါ့ဗျာဒါတွေကတပတ်ရဲ့တဝက်ပေါ့ဗျာနော်တပတ်စီလေးရဲ့တဝက်ပေါ့ဗျာနော်ဒီကောင်လေးကတော့အဲ့လောက်တတ်မှုထွက်ဒီကောင်လေးကဒါပေမဲ့ကျွန်တော်ဒီဥစ္စာလေးကတော့ error စီလေးပဲဖြစ်ပါတယ်ဗျာနော် error စီလေးပဲဖြစ်ပါတယ် error စီလေးလူချင်းပြန်ရောင်းပြီးပါဗျာနော်ဘာဖြစ်လို့ error ဖြစ်တယ်ဆိုတော့ကျွန်တော်ပြပါမယ်ဗျာနော်ဒီမှာနော်ဒီကောင်လေးကဒါလေးက error စီလေးပေါ့နော်ကျွန်တော်ဒီဘက်လှန်နေမယ်ဆိုထီးလေးစောင်းနေတွေ့ရမယ်ဗျာနော်အဲ့ဒါထီးတော်လေးစောင်းနေနော်ထီးတော်လေးစောင်းနေဗျာနော်ဒီကောင်လေးကဒီလိုထီးတော်လေးစောင်းနေနော်ထီးတော်လေးစောင်းနေerror စီလေးပေါ့ဒါလေးကတော့အဲဆိုရင်မကောင်းတယ်နော်ကျွန်တော်ဟုတ်ပြီထီးတဲ့လေးကနေပြီးတော့ကျွန်တော်ကြည့်မယ်ဗျာဒါထီးတဲ့လေးနော်ဒါလေးဆိုထီးအတဲ့လေးပေါ့ဗျာကောင်းရှိဆိုင်ပါနော်ကောင်းရှိဆိုင်ပါတွေ့လားကောင်းရှိဆိုင်ပါနော်ကောင်းရှိဆိုင်ပါအဲ့ဒါစီလေးပေါ့ဗျာနော်အဲ့ဒါစီလေးပါလူချင်းပြန်ရောင်းဝင်မယ်ဗျာကျွန်တော်ကဖုန်းနံပါတ်ချပေးတာပါလေနော်စောင်းနေနော်ဒါလေးစောင်းနေဗျာနော်စောင်းတဲ့နော်အဲ့ဒါကြည့်စီလေးပါဗျာလူချင်းနဲ့ပြန်ရောင်းဝင်မယ်ဗျာဒါလေးနော်လူချင်းနဲ့လူရှိတော့လည်းယူပေါ့ဗျာလုံးတဲ့ဆိုရင်စောင်းနေနော်လူချင်းလေးတွေပြန်ရောင်းဝင်ဗျာလူချင်းနဲ့လူတွေကျွန်တော်ပြန်ရောင်းဝင်တယ်လူချင်းနဲ့လူတွေပြန်ရောင်းဝင်တွေ့တာမသိနော်ဒီကောင်လေးစောင်းနေတွေ့တာအားလုံးလည်းကျေးဇူးတင်ပါတယ်အားလုံးလည်းရာစီပြီးနေကြပါရဲ့နော်လူချင်းလို့ရှိရင်ဆက်သွယ်တယ်ဗျာကျွန်တော်ဖုန်းနံပါတ်ချပေးတာနော်သူ့ရဲ့ခုနှစ်လေးကတော့2500ပဲဖြစ်ပါတယ်ဗျာနော်2500ခုနှစ်ပဲဖြစ်ပါတယ်ဆိုဒါထိုင်းဗုဒ္ဓတက္ကရာပေါ့နော်လူချင်းပြန်ရောင်းပြီဗျာ
တင်ပါတယ်အားလုံးနဲ့အရာအဆင်ပြေနိုင်ကြပါစေဗျ